အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ Horror တောင်ကိုအေလိယဘာကြောင့်ထွက်ပြေးသွားရတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဘာလာ prophet တွေအသက်ခံရတဲ့အကြောင်းကိုအာဟက်မင်းကရေဇဗီလာကိုအကုန်ပြန်ပြောပြတော့ရေဇဗီလာကရန်ဒေါသထွက်သွားပါတယ်။ဒါနဲ့မနေ့ပြန်ကြရင်ဘာလာ prophet တွေလို့အေလိယတေးရမယ်လို့တမန်တယောက်နဲ့ပြောခိုင်းလိုက်ပါတယ်။အေလိယကလည်းကြောက်ပြီးတော့ယူရခရိုင်ဘေနာရှီဘာမြို့ကိုသွားပြီးတော့သူ့ရဲ့ကျွန်ကိုထားခဲ့ပါတယ်။ပြီးတာနဲ့အေလိယကတောကိုတဏီခီးသွားပြီးရတန်အပင်အောက်မှာခဏထိုင်နေပါတယ်။ပြီးတော့အိုးထာရဖျားကျွန်တော်မခံနိုင်တော့ဘူးတေပါရစီလို့ဆူတောင်းပြီးမောလွန်းလို့အပင်အောက်မှာအိပ်ပျော်သွားပါတယ်။အဲ့ဒီအချိန်မှာကောင်းကင်တမန်တစ်ပါးကသူ့ကိုလှုပ်နိုးပြီးတော့ထပြီးတော့စားလိုက်ပါအောင်လို့ပြောပါတယ်။အေလိယဟာမီးနဲ့ဖုတ်ထားတဲ့မုတ်ပြားနဲ့ရေတပူးကိုတွေ့တော့စားတောက်ပြီးပြန်အိပ်ပျော်သွားပါတယ်။ဒုတိယအချိန်ကောင်းကင်တမန်ကပြန်လှုပ်နိုးပြီးစားလိုက်ပါအောင်ခရီးကဝေးတယ်အားရှိဖို့လိုတယ်လို့ပြောပါတယ်။ဒါနဲ့အေလိယကလည်းအထက်စားပြန်ပါတယ်။ပြီးတဲ့နောက်မှာတော့ဟောရက်တောင်ကိုရောက်တဲ့အထိအရက်40ခရီးဆက်သွားပါတယ်။အဲဒီကိုရောက်တော့လိုင်ကူရဲကိုဝင်နေလိုက်ပါတယ်။အဲဒီခါထာဝရဘုရားကအေလိယမင်းဒီမှာဘာလုပ်နေရလဲလို့မေးတော့အေလိယကဣသရေလတွေဟာကိုရော့ရဲ့ပြင်ញင်တရားကိုစွန့်ပြီးပူဇော်ရပလင်ကိုဖျက်ဆီးပစ်ပါတယ်။ပရောဖက်တွေကိုလည်းတတ်လိုက်ကြပါပြီ။အခုကျွန်တော်ကိုလည်းတတ်ကြတော့မယ်လို့ပြန်ဖြေလိုက်ပါတယ်။ထာဝရဘုရားကဂူရဲရထွက်ပြီးတောင်ပေါ်မှာသွားရက်နေပါလို့ပြောပါတယ်။အဲဒီနောက်ပထမဆုံးလေပြင်းတိုက်ခိုက်ပါတယ်။နောက်တော့ငလင်လုတ်ပြီးမီးလောင်ပါတယ်။နောက်ဆုံးမှာအေလိယဟာညင်သာတဲ့စကားတန်ကိုကြားလိုက်ရပါတယ်။ဒါနဲ့သူ့ရဲ့မျက်နှာကိုဝိယုံနဲ့အုပ်ပြီးတော့ဂူဝမှာသွားရက်နေပါတယ်။ထာဝရဘုရားကဘာလို့ထွက်ပြေးတာလဲလို့မေးတော့အေလိယကကျွန်တော်တယောက်တည်းပဲကြံတော့တယ်လို့ဖြေလိုက်ပါတယ်။ထာဝရဘုရားကဓမ္မတက်တော်ကိုပြန်သွားပါ။ဟိုရောက်တဲ့အခါဟာဇီလကိုရှုရိရှင်ပြင်အရာမှာခန့်ထားပြီးဗိတ်သိက်ပေးပါ။နေရှိသားယေဟုကိုဣသရေလရှင်ပြင်အရာမှာခန့်ထားပြီးဗိတ်သိက်ပေးပါ။ရှာဖက်သားအေလိရှဲကိုမင်းကိုစားပရောဖက်အရာမှာခန့်ထားပြီးဗိတ်သိက်ပေးပါ။ပြီးရင်ဟာဇီလဓာတ်နဲ့လွတ်တဲ့သူကိုယေဟုကတတ်လိမ့်မယ်။ယေဟုရဲ့ဓာတ်နဲ့လွတ်တဲ့သူကိုအေလိရှဲကတတ်လိမ့်မယ်။ဒါပေမဲ့ဘာလရှေ့မှာဒူးထောက်ချင်းနန်းချင်းမပြုတ်တဲ့ဣသရေလအမျိုးသား9000ကျန်တယ်လို့ပြောလိုက်ပါတယ်။အေလိယလည်းထာဝရဘုရားမှားထားတာတွေကိုလုပ်ဖို့ချက်ချင်းပဲထွက်သွားပါတော့တယ်ခင်ဗျာ။အဆုံးထိနားထောင်ပေးတဲ့အတွက်ယေရှုတင်ပါတယ်ခင်ဗျာ။